င်္ဂလာပါရှင်ကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေလို့ဥစွာပနာမစုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဒီကနေ့ဖြိုးဖပြပေးမယ့်ဝတ္ထုတိုလေးကတော့စာရေးသူဆရာကြီးရန်ကုန်ပါဆွေရဲ့လင်ငယ်နေလိုက်ခြင်းစမ်းပါပြီဆိုတဲ့ဝတ္ထုတိုလေးဖြစ်ပါတယ်ကဲဒါဆိုရင်တော့ဝတ္ထုတိုလေးကိုနားဆင်ကြည့်ပါအောင်နော်အိယာကနိုးလာရသည်ရင်ထဲမှာလည်းကတုံကရင်ဖြစ်နေသည်အသက်ရှူကြလျက်တကူလုံးချွေးများဆုနေသည်ညွန့်ညွန့်ကလေးပြနေသောမီးရောင်လဲလဲကြောင့်စိတ်ထဲမှာနည်းနည်းတက်တာတယ်လို့ရှိရသည်ဒီမီးရောင်ကြောင့်ပဲမျက်စိနှလုံးပွင့်လျင်ပွင့်ခြင်းလူလေးကိုကြော်ပြီးတော့သူများပေါ်မှာပိုင်ဆိုးပိုင်နေနဲ့တင်ထားသောလက်ကြီးကိုတွေ့ရသည်ကတဲ့အိုက်လိုက်တာတော့ဟုစိတ်ထဲကအုံမြင့်နဲ့သူ့လက်ကြီးကိုစောင့်ပစ်ချင်လိုက်သည်ဒါပေမဲ့လူလေးကိုထိမိသွားမှဆိုတော့ကြောင့်တသားပဲဖယ်ချလိုက်ရသည်ပြီးတော့သူ့မျက်နှာကိုမျက်စောင်းတစ်ချက်ပစ်ပြီးတော့ထိုးလိုက်ရုံနဲ့စိတ်ကျေနပ်လိုက်ရသည်ဒီမျက်စောင်းထဲမှာတော့မလိုခြင်းမုန်းတီးခြင်းညူစုခြင်းဆိုတာတွေအပြည့်ချင်းပါသွားလိပါရဲ့ဒါပေမဲ့သူကတော့မောမောနဲ့မို့နှစ်ချက်ချက်သာအိပ်ပျော်နေပါသည်ဟောက်များတောင်ဟောက်နေလိုက်ပါသေးသည်သူ့ကိုကြည့်ရင်းနဲ့ဒေါသတွေဖြစ်လာသည်အလိုလိုဝမ်းနေလာရသည်တအားကြီးသာအော်ပြီးတော့ငုတ်ပစ်လိုက်ခြင်းသည်မျက်နှာကြီးကိုအလွှားလိုက်กว่าအောင်ကုတ်ပြီးတော့ပြစ်လိုက်ခြင်းသည်ဒီလိုများကုတ်ပြစ်လိုက်ရင်ဟဲ့အယူမလေးဘာဖြစ်တာတုံးလို့ဆိုပြီးသူ့မျက်လုံးကြီးနဲ့အကဲခတ်တယ်လို့ကြည့်နေလိမ့်မည်လားဒီလိုကြည့်နေမှဖြင့်သူ့မျက်လုံးကြီးကလည်းကြောက်စရာကောင်းလာသည်သူမဟုတ်လျင်လေလူလက်ထရာကနေမျက်နှာထားကြီးနဲ့စိုက်ကြည့်ပြီးတော့သူ့လက်ဝါးကြီးနဲ့ပိတ်ရိုက်ပစ်လိုက်မှစွရင်ရသည်ဒီလိုဆိုရပြန်တော့လေကြောတွေကစိတ်ပြီးတော့လာရပြန်သည်အိုးဘာပဲဖြစ်ဖြစ်ဒီလူကြီးကိုတော့မိုးရံကောဟုသူ့ကိုကြောပေးပြီးတော့တစ်ဖက်ကိုစက်ကနေလှည့်ပစ်လိုက်မိသည်သူကတော့ဒါတွေကိုဘာမှကြည့်မဆိုင်မောမောနဲ့မို့နှစ်ချက်သာအိပ်ပျော်နေသည်ဟောက်များတောင်ဟောက်နေလိုက်ပါသေးသည်မျက်စိရှိတထွာလောက်အကွာမှာတော့မီးရောင်ကြောင့်ပြာနုလေးလက်နေသောစားချင်အောင်ရှိသည်စားချင်အောင်ထဲရှိလှုပ်နေသောလှိုင်းလေးတွေကသူများကိုတက်ပြောင်၍ပြနေကြသည်လှိုင်းကလေးတွေလှုပ်တိုင်းစားချင်အောင်ရှိစားပေါက်လေးတွေကကျဲလိုက်ပိတ်လိုက်လှုပ်ပြနေကြပြန်သည်ဒီစားချင်အောင်ကြီးကလည်းမုန်းစရာကောင်းလာသည်ရိုးရဲဖြစ်နေသောစားချင်အောင်စားကိုလုံးနဲ့တူးဖိပစ်လိုက်သည်ခဲလေလှုပ်ကြအောင်ဒီလိုဖိကြပြန်တော့လေစားပေါက်လေးတွေကပါဇက်ကလေးပြဲနေကြသည်လှုပ်လဲမလှုပ်ဝန်ယုံလဲမယုံဝန်သူတို့ကိုမြင်နေရသည်မှာရေစရာပင်ကောင်းလာသေးသည်သူတို့ပါဇက်တွေကလည်းအစီအီပြဲနေကြသည်စားပေါက်လေးတွေပါဇက်ပြဲနေပုံကလူလေးပါဇက်ပြဲရနဲ့ပင်တူသေးသည်အမလေးသူ့လက်ကြီးနဲ့များလူလေးအပေါ်ဖိမိမှဖြင့်လူလေးတယောက်တော့စားပေါက်လေးလိုပါဇက်ကြီးပြဲနေမှဖြင့်ချက်ချင်းပင်လူလဲ၍ထားလိုက်မိသည်နောက်သို့ကမန်းကရန်းနဲ့လှည့်ကြည့်လိုက်မိသည်စားချင်အောင်လေးအဝဲဝင်းပပလေးအိမ်မောကြနေသောဖိုးလာမင်းကြီးကိုမြင်လိုက်ရသည်လူလေးဤမျက်နှာသည်တိမ်လွှာမီးကလေးအောက်မှာရီလေးပေါ်နေသောဖိုးလာမင်းကြီးနဲ့တူလာသည်လူလေးလန့်သွားပြီးစိုးရင်သဖြင့်ရင်ပတ်ချင်းကသူနဲ့ဝေးသို့တဖြည်းဖြည်းရွှေ့ယူရသည်မောင်လေးငယ်ကကလေးကိုရွှေ့ယူတိုင်းအမေပါဇက်ကဤသို့ပင်ဆူနေကြဖြစ်သည်ဒီလိုဆိုရင်ကလေးကမလန့်ဘူးဟုជីတို့ကလည်းပြောဘူးသည်ထို့ကြောင့်အသက်ကိုအောင်းလျက်ဣတန်နဲ့ဒီလိုပဲခတ်တိုးဆိုလိုက်မိသည်ဒီလိုဆိုရင်လူလေးကိုပွေနေတော့လူလေးများလက်နိုးသွားမလားဟုတထိတ်နဲ့လူလေးမျက်နှာကိုကြည့်နေရတာကစွန်စားမှုတရနဲ့ပင်တူလာပြီးတော့သည်အမလေးကန်ကောင်းလို့လူလေးတော့လက်မနိုးသွားဘူးဟဲ့လူလေးဤပါကိုဖြည်းဖြည်းလေးအသက်အောင်ပြီးတော့နမ်းလိုက်ရသေးသည်ပြီးမှလူလေးကိုယ်တစ်ပိုင်းကိုစောင့်ချုံပေးရင်သူ့စီသို့မျက်စိရောက်သွားရပြန်သည်ဒီမှာတော့လူလေးကိုဖိမိမှဆိုလို့ရွှေ့ရပြောင်းရနဲ့သူကတော့အဆန့်သာအိတ်လို့သူ့ကိုမြင်တိုင်းဒေါသဖြစ်လာပါသည်ဒေါသဖြစ်တိုင်းသူ့မျက်နှာကိုအတော်ကြာစိုက်ကြည့်နေမိပါသည်ဒါပေမဲ့သူကတော့ဒါတွေကိုဘာမှမသိမောနဲ့မို့လို့နှစ်ချက်သာအိပ်ပျော်နေသည်ဟောင်များတောင်ဟောက်နေလိုက်ပါသေးသည်သူ့ကိုကြည့်ရင်ဒေါသဖြစ်လာသဖြင့်စိတ်ထဲကပင်အိုက်လာမိသည်အလိုလိုနေရင်အသက်ရှူကျက်လာသဖြင့်ခြေထောက်အပြင်ဘက်သို့ထွက်လာခဲ့မိသည်ခြေထောက်အပြင်ဘက်ကိုရောက်လာပေမဲ့မသက်သာသေးပါအိတ်ခမ်းလေးကကျဉ်ကျက်လွန်လာသည်ကျဉ်ကျက်ရသည့်အထက်မှာ
အိယာဘေးရှိသူ့စပွဲကြီးကနေရာချဲလုံးအကြည့်လာသည်ဒီစပွဲကြီးကိုကြည့်ရသည်မှာအလွန်မျက်မှောင်းကျိုးစရာကောင်းလာသည်သူသည်သူ့သခင်ကမျက်နှာသာပေးထားတိုင်းအိတ်ခမ်းအလယ်မှာခြေထောက်ကြီးလေးချောင်းနဲ့ကာယာကြီးကန့်လန့်လုံးလျက်ရှိနေလေသည်ဒီလိုကာယာကြီးလုံနေသောစပွဲကြီးထက်စပွဲပေါ်မှာရှိနေတဲ့စာအုပ်ပုံကြီးကပို၍မျက်မှောင်းကျိုးစရာကောင်းလာပြန်သည်ရခင်အပြိုဘဝတုန်းကတော့ဝိထုလေးပါလေးဖတ်ရန်အတော်အသင့်ဝါသနာပါခဲ့တော်လဲအခုသူ့စာအုပ်ကြီးကိုမြင်နေရသဖြင့်စာအုပ်မှန်သမျှအကုန်လုံးမျက်မှောင်းကျိုးလာသည်ကြည့်ပါဦးသူများကဒါလောက်မျက်မှောင်းကျိုးနေပါလျက်နဲ့သူတို့ကစပွဲပေါ်ကနေမထီတရီမလုတ်တလုတ်လုံနေကြပြန်သည်ဒီလောက်တောင်ရှိလာတာပြတင်းပေါက်ကိုဖွင့်ပြီးတော့ဒီစာအုပ်တွေကိုတအုပ်ပြီးတအုပ်သာအမောင်ထဲသို့လွတ်ပစ်လိုက်ခြင်းသည်ဒီလိုလွတ်ပစ်ပြန်တော့လေသူနိုးလာရင်ဟဲ့အယူမဒါဘာလို့တာတော့လို့ပြောဆူနဲ့သူ့လက်ဝါးကြီးနဲ့စပိုးကိုအုပ်လိုက်မှဖြင့်တွေးရင်နဲ့မျက်ရည်တွေဝိုင်းလာရပြန်သည်ရင်ထဲ၌လည်းလှိုက်၍တက်လာရပြန်သည်အိတ်ခမ်းတကားကိုဖွင့်ပြီးတော့အိတ်ခမ်းထဲသို့ဝင်ကဒင်းရှိတစ်ခုပေါ်မှာထိုင်ရင်းနဲ့အားရပါရငုတ်ပစ်လိုက်ရသည်သူကတော့ဒါတွေကိုဘာမှမသိမောနဲ့မို့နှစ်ချက်ကြီးသာအိပ်ပျော်နေသည်ဟောင်များတောင်ဟောက်နေလိုက်ပါသေးသည်ငိုလို့အာရမှမျက်ရည်ကိုတုပ်ပြီးတော့ငြိမ်၍ထိုင်နေလိုက်မိသည်အပြင်ဘက်တွင်ကြယ်ရောင်လေးများလင်းနေခြင်းကိုမှန်ပြတင်းပေါက်ကတဆင်တွေ့နေရသည်ဒီအလင်းရောင်ကတော့ဒီကားနဲ့တန်လိုက်မီမဟုတ်ဒီကဘဝမှာမှောင်နေသူဖြစ်သည်ဖြင့်အမောင်နဲ့သာထိုက်တန်ပါလေသည်ဒီလိုတွေးလိုက်ပြန်တော့ဝမ်းထဲလာရပြန်ပါသည်ဖြစ်ပြီးမှတော့မထူးတော့ဘူးဟုစိတ်ကိုအားတင်းထားလိုက်မိသည်တင်းထားသည့်ကြားကပင်တခါမှတော့အောက်ရမရအောင်ရှိုက်နေပြန်သည်ငါမရှိုက်ဘူးဟုစိတ်ကိုအတင်းချုပ်လိုက်သည်ငါဒီအကြောင်းတွေမစင်စားငါဒီဝမ်းနဲ့စရာတွေကိုမစင်စားဟုအတင်းချုပ်တီးလိုက်သည်ဒီလိုချုပ်တီးကမှငါသူ့ကိုဘာလို့ယူမိပါလဲဟုတွေးတောမိရပြန်သည်သူနဲ့အခုလိုဖြစ်လာကမှဖြစ်ရမည်တကယ်တော့သူ့ကိုဘယ်တော့မှမကြိုက်ခဲ့ဘူးပါစာတွေ့ချင်းမှာသူ့ကိုမျက်မှောင်းကျူခဲ့ရသည်အဲ့ဒီလူကြီးကဘယ်နဲ့လူကြီးပါလဲဟုမြင်ပြင်းကက်ခဲ့ရသည်ဒီလူကြီးကမုန်းစရာကြီးပဲဟုဒေါသဖြစ်ခဲ့ရသည်ဒီလိုဒေါသဖြစ်ခဲ့ရခြင်းအကြောင်းကတော့ကိုမောင်အပေါ်မှာသူအနိုင်ယူခဲ့လို့ဖြစ်သည်ကိုမောင်အပေါ်မှာသာမဟုတ်ဘယ်သူအပေါ်မှာဖြစ်သူကအနိုင်ကျင့်နေသည်သူများကိုလည်းအခုထိသူအနိုင်ကျင့်နေတော့မယ်ဖြစ်သည်ဒါကြောင့်သူ့ကိုတိတ်မုန်းသည်ဒီလိုမုန်းနေတဲ့ကြားကကိုမောင်ကိုစွန့်ပစ်ပြီးတော့ဘာကြောင့်သူနဲ့များခလေးတယောက်ရသည့်အထိဖြစ်လာရတယ်လဲဟုမကြေမချမ်းနဲ့ပဲကိုရဖက်ရထူရသည်မှာအမြဲတမ်းထံရနေတော့သည်အခုလေသူကတော့နှစ်ချက်ကြီးသာအိပ်ပျော်နေသည်ဟောင်များပင်ဟောက်နေလိုက်ပါသေးသည်ဒီမှာတော့သူ့အကြောင်းနဲ့ပတ်သက်ပြီးတော့တခါကရုံးလို့ချိန်မှာမိန်းကလေးတွေဝိုင်းမှာစကားဖြစ်လာရသည်မိန်းကလေးတွေအကုန်လုံးကသူ့ကိုမုန်းကြသည်သူ့အကြောင်းကိုပဲပြောနေကြသည်ဒီလူကြီးဟာလူချမ်းလူရမ်းလူရိုင်းဆိုင်ကြီးတဲ့တခါတော့ကတော့တယုံလုံးရဲ့အချစ်တော်ဖြစ်တဲ့ရိုစီတန်းတစ်ကအလုပ်ကိစ္စတစ်ခုနဲ့သူ့စီသို့သွားရသည်စရင်အင်းများကိုသူ့အားတင်ပြရတွင်သူကနောက်ဆုံးနဲ့သွားသည်နောက်ဆုံးတွင်သူကပြောလိုက်သေးသည်ခမရအလုပ်ကိစ္စရှိရင်ခဝေးကပြောပါကျုံနာကိုတိတ်မကပ်ပါနဲ့ခမရကပေါင်နာစော်တွေနန်လုံးလို့ကျုပ်တောင်းပန်ပါရစေတဲ့ဒုတိယမေပမာဖြစ်တဲ့ရိုစီတန်းအေကအခုထိသူ့ဘောကိုမကျေဒီလိုမကျေတာကိုပဲသူများကစိုးရိမ်နေရပြန်သည်။အိုးဘာလို့စိုးရိမ်ရမှာလဲ။ဒင်းကိုမုန်းပါတယ်လို့တွေးနေပေမဲ့နောက်ဆုံးတော့လေငိုချင်တာနဲ့ပဲအဆုံးသရပြန်သည်။သူများလည်းအဆက်ကဒီလိုပဲသူ့အပေါ်မကြေမချမ်းဖြစ်ခဲ့ဘူးသည်။ကြည့်လေသူကကိုမောင်ကိုပြောနေတာ။ခမည်းဒီမိန်းကလေးကိုယူရင်ခမည်းတို့မြန်ကွဲမှာတဲ့။ပြီးတော့ခလန်းလန်းမှရှိတဲ့သူများတစ်ခုလုံးကိုကြော်ရိုးတွေကစိတ်လာအောင်လို့ခြေစွမ်းကောင်းဆုံးကြည့်နေပြန်တယ်။ဒီလိုကြည့်နေပြန်တော့လေရင်ထဲကဖူးနေရပြန်တယ်။သူများတစ်ခုလုံးတုံလှုပ်လာရပြန်တယ်။ဟန်လှုပ်ပြီးတော့လက်နှိပ်ဆက်ရိုက်နေပေမဲ့စားလုံးတွေကမှားကုန်ပြန်တယ်။ပြီးတော့သူမျက်နှာကိုကြည့်ရင်မျက်လုံးကလွှဲဖက်မရအောင်ဖြစ်နေပြန်တယ်။ဒီလူကြီးကအတော့ကိုမုန်းစရာကောင်းလာတယ်။ဘလို့လူကြီးပါလဲဟုတွေးရပြန်တယ်။ပြီးတော့သူစကားကိုနားဆွမိပြန်တယ်
ဒီမင်းကလေးကကျမ်းမာတန်ဆွမ်းလုံးအားကြီးတယ်ဗျခမည်းကယောဂတဲ့ချစ်ချစ်နဲ့နဲ့လေခမည်းနဲ့ရလို့မှသူလင်းငယ်မနေဘူးဆိုရင်တထောင်မှတယောက်မရှိတဲ့မိန်းမမျိုးဖြစ်မှာပဲကြည့်ပါအောင်အဲ့ဒါသူပြောလိုက်တဲ့စကားပေါ့သူများမျက်နှာတစ်ခုလုံးပူထူပြီးတော့ရှေ့ကလက်နှိပ်စက်ကြီးမြောက်သွားသည်ဟုထင်လိုက်ရသည်ဒါကြောင့်သူစကားနဲ့ညီအောင်အခုချက်ချင်းပဲလင်းငယ်နေလိုက်ချင်တဲ့စိတ်တွေပေါ်ပေါက်လာသည်ကိုမောင်ရေလာပါတော့ဒါပေမဲ့ကိုမောင်ကလည်းမလာသူများရှိမှညအမောင်နဲ့ငိမ့်နေတဲ့ကလတ်ထိုင်ကြီးများစပွဲများသာရှိနေရပြန်သည်မှန်ပရင်ပေါက်ရဲ့အပြင်မှာတော့အယောင်ကလေးမိမ့်မိန်နဲ့ကြဲပြောင်လေးတွေရှိနေကြသည်ဒီကြဲပြောင်လေးတွေစီသွားပြီးတော့ကိုမောင်နဲ့အတူတူပုံနှံကစားပစ်ချင်လိုက်သည်ကြဲပြောင်လေးရဲ့ကြောင်တစ်ချောင်းမှာတိတ်တိတ်လေးပုံနေတော့ကိုမောင်ကပြုံးကနေဖတ်လိုက်တဲ့ဖြင့်လန့်ပြီးတော့အတန်ဆူးလေးနဲ့တအားကုန်းအော်ပြစ်လိုက်ခြင်းသည်ဒီလိုအော်ရင်းနဲ့ကိုမောင်ကိုပြန်ဖတ်ထားကြည့်ရမှမောကြည့်လိုက်တော့သူ့မျက်နှာကြီးဖြစ်နေပြန်ပါသည်အိုးဘာလို့သူ့မျက်နှာကြီးကပေါ်လာရပြန်ပါလဲဒီမုံစရာကြီးကိုမုံစရာမတကယ်ကိုမုံစရာကောင်းတဲ့လူကြီးဖြစ်သည်ဟိုတုန်းကသူကကိုမောင်ကိုပြောတယ်လေတငယ်ချင်းဖြစ်ပြီးပြောင်ပြောင်ပြောရရင်အဲ့ဒီမင်းကလေးကခမ ्या ကိုသူ့အထက်ကရာထူးကြီးသူတယောက်အနေနဲ့ရဲ့ပြီးတော့ခမ ्या အမောင်းနဲ့အမြဲတမ်းပေါင်တာလိမ့်ထားတဲ့မျက်နှာရဲ့ပြီးတော့ခမ ्या ရဲ့ပြောင်လက်နေတဲ့အဝတ်စားတွေရဲ့အဲ့အရာတွေကိုကြိုက်နေတာဒါပေမဲ့ခမ ्या တို့ရပြီးကြရင်ဒါတွေကရိုးသွားပြီးတော့ခမ ्या ကိုကျင်းနေတော့မှမဟုတ်ဘူးသူကမလိုချင်ဘူးပဲထားအောင်သူ့သွေးသားကတကယ်လိုချင်လာတာကျုပ်တို့လိုဒူပေတာပဲခနဲ့ယောက်ျားချမ်းကြီးမျိုးဗျကြည်စမ်းဒါလူပါဝါတာတသက်မဲ့သူများကိုစော်ကားတာစငနဲ့မျက်စောင်းထိုးကြည့်လိုက်မိရကမျက်နှာတစ်ခုလုံးထူပူလာရပြန်သည်ဖြိုးဖြိုးပြင်းပြင်းနဲ့နှရွက်တွေပါထူလျက်မျက်လုံးတွေပြလာရပြန်သည်ရင်ထဲမှာလည်းကတုံကရီကြီးဖြစ်လာရပြန်သည်ကလထိုင်ကြီးရောစပွဲပါအပေါ်ကိုမြောက်တက်သွားလျက်အထက်သို့လည်းမထိအောက်သို့လည်းမကြပဲနဲ့ရှိနေသည်ဟုထင်ရပြန်သည်ဒါပေမဲ့လည်းနားကတော့ဆက်ပြီးတော့ကြားနေရပြန်သည်ဒါပေမဲ့ကျုပ်ကတော့ခမရအမျိုးသမီးကိုအခုထိတော့စင်ကလတ်နဲ့တင်ပေးမယ်ဆိုရင်တော့မှမလိုချင်သေးဘူးတဲ့စော်ကားတာဒါတက်တက်ကိုစော်ကားတာဒီလိုစော်ကားတာနဲ့တပြိုင်တည်းဘယ်လိုမှမသိတဖြန်းဖြန်းနဲ့နေအောင်သုံးချက်တိတိသူ့ဘားကိုတအားကြီးပဲစက်တိုက်ရိုက်ချပစ်လိုက်သည်နပူရာတို့အာလာဝကဝင်တာတို့ဆိုတာဒီလိုအဖြစ်မျိုးနဲ့တူလာသည်ဘယ်လိုသူ့အနားကိုရောက်သွားသည်ဟုမသိဘယ်လိုသူ့ဘားကိုရိုက်လိုက်သည်ဟုလည်းမသိရလက်ကလေးတွေနာလာမှသာသူ့ဘားကိုရိုက်ပစ်လိုက်ပြီးဖြစ်ကြောင်းသိလာရသည်သူ့သိလာသည်နှင့်အမျှမျက်ရည်ဖြိုင်ကြကမျက်နှာကိုလက်ဝါးနဲ့အုပ်ပြီးတော့ကျူပါအောင်ငိုလိုက်ရသည်တယုံလုံးကလည်းအံ့အားသင့်သွားကြသည်အဲ့ဒီတုန်းကကိုမောင်အဖြစ်သည်မချေချမ်းစရာအကောင်းဆုံးဖြစ်သည်ဖြစ်မှဖြစ်ရလေကိုမောင်ရဲ့ဟိုလူကြီးစိတ်နဲ့ကိုမောင်ကိုပဲဖြစ်လိုက်ပါတော့ဟုဝမ်းထဲကကြိတ်၍ဆူတောင်းလိုက်မိသည်တပ်ပြောင်းခွခွာအတက်များတက်မယ်ဆိုရင်ဤနေရာတွင်ချက်ချင်းပင်ပြောင်းပေးလိုက်ခြင်းစံသည်တယုံလုံးဆူလျက်အနားသို့လူကြီးတွေရောလူဖို့ကိုင်မက်တွေပါဝိုင်းအောင်လာကြသည်မေးကြမြန်းကြသည်ကိုမောင်ကပြိုင်းအိုကြီးအစာနေတယ်လို့လေပင်ကြီးဆက်ငင်နဲ့လှုပ်နေသည်သူ့ကိုကြည့်ပြီးတော့အားမလို့အားမရဖြစ်ရပြန်သည်စိတ်ရှိလက်ရှိသာပြည့်ပြီးတော့ထုလိုက်ခြင်းသည်ဒီလိုရေစရာအိုးတို့အတားကြီးတော့ဟိုလူကြီးကဘာလို့မဖြစ်ရတာလဲဟုအပိတ်စာပွားရပြန်သည်ဒီချိန်မှာအဲ့ဒီလူကြီးကဘာမှမဖြစ်သလိုနဲ့အေးဆေးပဲပြောပြလိုက်တယ်လေအလုံးလောက်တာညံလို့ကျွန်တော်ကပတ်ဆက်ပြောလိုက်မိတာနဲ့မိန်းကလေးကရှက်ပြီးတော့ရိုက်လိုက်တာပါကိစ္စမရှိပါဘူးကျွန်တော်ပြောတာကလည်းနည်းနည်းလွန်သွားပါတယ်တဲ့တော်တော်လေးတက်နိုင်တဲ့သူကြီးဒါပေမဲ့အမှန်တိုင်းသာပြောရင်လေဒီကားအတွက်ရှက်စရာကြီးဖြစ်နေမှာမို့သူ့ကိုပဲကျေးဇူးတင်ရမလို့ဖြစ်နေပြန်သည်သူများကတော့ဒါကိုပဲစိတ်ထဲမှာကံပြင်းနေရပြန်သည်ပြီးတော့ဒီလူကြီးကသူ့အတွက်ဘယ်တော့မှဂရုစိုက်တတ်တဲ့သူမဟုတ်ကြောင်းလူတိုင်းသိကြသည်အခုလိုပြောလိုက်ခြင်းသည်သူ့အတွက်ထိခိုက်မိဆိုသောကြောင့်မဟုတ်ပဲသူများအရှက်ရမိဆိုသောကြောင့်တမင်တကာကာကွယ်လိုက်ခြင်းဖြစ်သည်ဟုသိလိုက်ရသည်ခဲလေဘလောက်များအိုးသူ့ကိုတော့ဘယ်တော့မှကျေးဇူးမတင်နိုင်ပါဘူးသူကလည်းသူများကျေးဇူးတင်နေမတင်နဲ့ဘယ်တော့မှဂရုစိုက်သည့်လူစားမျိုးမဟုတ်ပါတ
တိတ်တိတ်ပြီးမောင်းစရာကောင်းတဲ့လူကြီးမျိုးဖြစ်သည်ကြည့်လေအခုသူများကတော့သူ့အကြောင်းပဲစဉ်းစားနေရပြန်သည်သူကတော့မောမောနဲ့နှစ်ချက်ချိုက်သာအိပ်ပျော်နေသည်ဟောင်များပင်ဟောက်နေလိုက်ပါသေးသည်ဒီလူကြီးအချမ်းကိုတွေးမိရင်ငိုချင်းလာပြန်သည်ဘယ်တော့မှဆိုအလုံးမထိတရေနိုင်သောလူမျိုးဖြစ်သည်မျက်စိထဲမှမြင်ရောင်လာပါသေးသည်လူရှင်းသွားသောအချိန်၌ကိုမောင်ကသူ့ကိုအားထောင်အားနာနဲ့ဝမ်းနဲ့စကားပြောမိပြုံနေသည်အဲ့ဒီလူကြီးကပြန်ပြောလိုက်ပါသည်ခလေးလေးတွေခွေးလေးတွေလူပေါ့ဗျာသွားစားမိတော့လဲဟတ်လိုက်မိတာပေါ့ဒါတွေကိုဘွေယူနေလို့ရောဘယ်ဖြစ်မလဲအလွန်ဆုံးပေါက်သွားတဲ့လက်ကိုခါပြီးတော့ဟာဒီကောင်ကြိုက်တဲ့သားပဲဟာလို့ရင်တယုံမရှိတာပေါ့ကြည်စမ်းသူများကိုသူတို့ရဲစရာသူတို့စစရာခွေးလေးတကောင်လို့သဘောထားပြီးတော့ပြောနေကြတယ်ဒါပေမဲ့လေဒီကတော့ဘာမှမတတ်နိုင်ပါနှကန်းကိုချွန်နေအောင်စုပြီးတော့မျက်ရည်တွေဖုံးနေသောမျက်လုံးကြီးနဲ့သာမျက်စောင်းပြစ်ထွေုံပဲရှိတော့သည်သူ့ကိုမျက်စောင်းထွေးုံမြတ်တော့မျက်စိကြီးကျွအောင်ထိုးလိုက်စမ်းပါကြီးဘယ်တော့မှဖြုံမဲ့သူမျိုးမဟုတ်ငါ့ကိုမျက်စောင်းထိုးနေပါလားဟုအတိမဲ့ပြုတ်မဲ့သူမျိုးလည်းမဟုတ်သူကတော့အဲ့ဒီလိုအတိမဲ့မပြုတ်တာကိုပင်စိတ်ထဲကခံပြင်းနေရပါသည်ဝမ်းထဲကကလိနဲ့ဖြစ်နေရသည်သူများမှမဟုတ်သေးပါတယုံလုံးရှိမိမတတိုက်ကသူ့ကိုဒီလိုပဲခံပြင်းနေကြရပါသည်မိမအုပ်စုတွေစုံမိကြတိုင်းသူ့အကြောင်းကိုပဲပြောနေကြပါသည်စုံမိမှသာပြောကြသည်မဟုတ်ရုံစင်းလို့ဘတ်စကားပေါ်မှာညင်ပြီးတော့ပါသွားသောအခါဖြစ်စေအိမ်၌အားရှိနေသောအခါမျိုးမှဖြစ်စေသူ့အကြောင်းကိုပဲစဉ်းစားကြရပါသည်သူ့အကြောင်းသာပဲပေါ်လာရပါသည်စဉ်းစား၍အားရသွားသောအခါမှာအိုးဘာလို့ဒီလူကြီးကိုပဲတွေးနေမိပါလဲဟုကိုဒေါသဖြစ်ရပြန်သည်ပြီးတော့မှကိုမကိုတတိယရသည်တတိယပြန်တော့လေကိုမောင်တယောက်တည်းမဟုတ်ပါဒီလူကြီးကပါလာရပြန်သေးသည်ကိုမောင်နဲ့နော်ဘာလို့များဒီလူကြီးလိုမျိုးမဖြစ်ရပါလဲဒီလူကြီးလိုဖြစ်နေရင်လေမုန်းစရာကြီးပဲဖြစ်နေမှာပေါ့ဟုတွေးမိပြန်သည်ကိုမောင်ကအဲ့ဒီလိုမုန်းစရာကြီးပဲဖြစ်နေရင်ဖြင့်သွားမခေါ်တော့ဘူးတော်ကိုမုန်းစရာကောင်းတယ်မုန်းဖြစ်လိုက်မှသိလားဟုကိုမောင်နှစ်ဖူးကိုလက်ညှိုးလေးနဲ့နောက်သို့ရိုင်းသွားအောင်ထိုးပြီးတော့ပြောပစ်လိုက်ခြင်းသည်အဲ့ဒီလိုဆိုရင်ကိုမောင်ကတော့မျက်နှာလေးငငယ်နဲ့ပြောလိုက်မိဖြစ်သည်မုန်းတော့မမုန်းလိုက်ပါနဲ့ကွယ်ကိုချစ်ကလေးမကြိုက်ရင်နောက်ဒါမျိုးမလုပ်တော့ပါဘူးလို့ဒီလိုများပြောလိုက်ရင်တော့ဒီကိစ္စဟာတူတူနဲ့ပဲအေးချမ်းသွားကြတော့မယ်နောက်ထပ်ဘလို့မှထူးမလာတော့ပဲတိတ်ဆိတ်ငြိမ်သက်ပြီးတော့၆ကက်ကက်ကြီးဖြစ်လာရတော့မယ်ဖြစ်ခါမှဖြစ်လေကိုမောင်ကတော့ဒီလိုပဲပြောလိမ့်မည်ဖြစ်သည်ဒီနေရာမှာဟောရီမုန်းစရာလူကြီးကတော့ဒီလိုလုပ်လိမ့်မည်မဟုတ်မျက်မှောင်ကြီးကုတ်ပြီးတော့သူ့လုံးမိပုံကိုမြင်ရောင်လာရသည်ဘာမုန်းမယ်မုန်းနိုင်သားပဲဒါကမင်းအလုပ်ငါအလုပ်ကတော့မင်းမုန်းနေလဲဟောရီလိုချစ်လာအောင်အဲ့ဒီလိုပြောဆိုနဲ့သူ့ရင်ခွင်ကြဲကြီးထဲမှာဆွဆွဲပြီးသွင်းလိုက်မှဖြင့်အမလီတွေးကြည့်ရသည်ကိုပင်ရင်ထဲ၌ဖူလာရပြန်သည်အလိုစိုးရိမ်စိတ်နဲ့ကိုကလေးများကျုံလိုက်မိသည်သူ့ရင်ဘတ်ကြီးကိုထုလိုက်ရန်လက်သီးဆုပ်လေးများပင်ပြင်လိုက်မိသည်ပြီးတော့မှအတွေးပါလားရဲ့လို့ရှက်ပြုံးလေးနဲ့ပြုံးလိုက်ရပြန်သည်ကိုမောင်ရဲ့ဒီလိုများပြုတ်တက်လိုက်စမ်းပါတော့ရှင်ကြီးရဲ့ဒီလူကြီးကတော့သူများကိုဒီလိုနဲ့ပဲအနိုင်ယူနေသည်အခုလေသူများကတော့သူ့အကြောင်းပဲစဉ်းစားနေရသည်သူကတော့တိုးနေအောင်အိတ်တော်မူလေသည်ဟောက်များပင်ဟောက်နေလိုက်ပါသေးသည်ဒီဟောက်တန်ကြီးကိုကြားကြရတိုင်းဒေါသဖြစ်ရလွန်းသဖြင့်မောနေသည်ငါဘာလို့သူ့ကိုယူမိတာပါလဲဟုကိုတွေး၍စိတ်နာရသည်တကယ်ယူရတဲ့သူကိုမောင်ကတော့အတင်းပြစ်ခွာ၍ထွက်ပြေးသွားလေပြီအဲ့ဒီတုန်းကကိုမောင်ရေခေါ်ပါတော့လို့တကယ်လှမ်းအောင်မိလိုက်သေးသည်ကိုမောင်ကလှည့်မကြည့်ပဲတိမ်လိုက်တိမ်လိပ်တွေထဲဝင်ပြေးသွားသလိုပျောက်ကွယ်သွားခဲ့သည်ကိုမောင်နဲ့စတွေ့ကြတဲ့ကဒီတစ်ချိန်ပဲသူများပြောတာကိုစန့်ကျင်ပြီးတော့ထွက်ပြေးပျောက်ကွယ်သွားဖို့သည်အဲ့ဒီတုန်းကအပြင်မှာမိုးရီလီတွေထမ်းပြီးတော့လျှက်စီးတွေလက်လွန်လာသည်ဒီလိုလျှက်စီးတွေလက်ကတဲ့ကကိုမောင်ရင်ခွင်ထဲမှာဝင်ပြီးတော့မျက်နှာလေးဝှက်ပြီးနေကျင်သောစိတ်တွေပေါ်နေသည်ဒါပေမဲ့ကိုမောင်ကိုယ်တိုင်ကအခြားယုံသားတွေနဲ့အတူအထက်မျက်နှာချက်ကိုမောကြည့်ပြီးတော့မျက်လုံးလေးဝိုင်းနေတာကိုတွေ့နေရသည်
ဒီအချိန်မှာသူကတော့သူ့အလုပ်ခွင်ကစာရွက်စာတမ်းတွေကိုသိမ်းပြီးတော့အေးလူလူစီဂရက်တောက်နေဝန်သည်ပြီးတော့ပြောလိုက်သေးသည်ကိုလူတို့စိတ်သာချဘာမှမပူနဲ့ဒီအစအုံကြီးကတော့တချီပြီးတချီပြိုဖို့စိတ်ချရတယ်အဲ့တော့ကျုပ်တို့ရုံသားတွေစုပြီးတော့ဆိုင်ရာဌာနကိုတရားစွဲကြရမယ်ကြောက်တဲ့လူတွေလည်းအပြင်သာထွက်နေကြတော့တဲ့ဒါတက်သူများတွေကိုစောင့်ပြောတာဖြစ်တယ်ဒါကြောင့်စောစောကလေးကကိုမောင်ကိုအပြင်လိုက်ပို့ခိုင်းမှုဥစ္စာသူ့ကိုမုန်းတာနဲ့အောင့်ပြီးတော့နေပြစ်လိုက်မိသည်ပြီးတော့သူ့ကိုမုန်းနဲ့ပဲမျက်စောင်းပစ်ထိုးလိုက်မိသည်ဒီလိုမျက်စောင်းပစ်ထိုးလိုက်ရင်းနဲ့ငါသာငကားမလေးဖြစ်ပါတော့ဟုတွေးလိုက်မိသေးသည်သူ့မှသာသူ့ကိုဖွဲပြနုနုလေးဖြစ်သွားသည့်အထိမျက်စောင်းကြည့်ပဲလှိမ့်တိုးတယ်မည်မဟုတ်ပါလားအပြင်မှာတဖြည်းဖြည်းနဲ့မိုးရီလေးတွေငိမ့်သွားသည်ရုံးသူရုံးသားတွေကလည်းစိတ်တည်ငြိမ်မှုရလာကြသည်အလုံးလုံးရန်အာယုံစိုက်လာကြပြန်သည်ဒီအချိန်မှာပြင်းထန်တဲ့အတန်ကြီးတစ်ခုနဲ့အတူလျှက်စစ်မီးတွေငိမ့်သွားပြီးတော့လူတွေစုပြုံပြီးအထွက်အဝင်တကားပေါက်ကြီးရှိရာသို့ပြေးကုန်ကြသည်အထွက်အဝင်တကားဝတွင်အခန်းတွေပိတ်၍ကထားကြသဖြင့်ရုတ်တရက်ထွက်၍မလွယ်ပဲလူတွေကြက်ကပိတ်ဆို့နေကြသည်ကိုမောင်သည်လူတွေနဲ့ကိုအတင်းပြေး၍လိုက်သွားသည်ကိုမောင်ဒီကိုလည်းခေါ်ပါအောင်ဟုအတန်ကုန်လှမ်း၍អော်လိုက်မိသည်ကိုမောင်ကလှည့်မကြည့်ပေမဲ့အတင်းပြေး၍လိုက်သွားမိဆက်စင်းမှာလက်ကျန်းကြီးတစ်ခုကပိုင်စိုးပိုင်နေနဲ့ဆွဲယူပြီးတော့တန်ကြီးတိုင်ဤချီရင်ကိုဆောင်းတွန်း၍ပို့လိုက်သည်ဒီလောက်ထိတ်လန့်ကြောက်ရွံ့နေသည့်အထက်ဒီလက်ကြီးနဲ့အတွန်းခံလိုက်ရသည့်နေရာမှာဤကနေဖြစ်သွားသောကြောင့်ဒီလက်ရှင်ကိုမျက်လုံးလှန်၍ကြည့်ရသေးသည်သူမန်းတိတာနဲ့တပြိုင်နက်ကိုမောင်ရှိရာသို့ပြေးရန်တိုင်နဲ့ကြောကိုခွာလိုက်ရာအခြားသူများကိုတွန်းတွန်းပို့နေရမှာသူများရင်ဘက်ကိုသူ့လက်ဝါကားကားကြီးနဲ့အတင်းတွန်းပြီးတော့တိုင်နဲ့ကြောကတ်နေအောင်အတင်းဖိထားသည်အဲ့ဒီအချိန်မှာသူကဘာမှမဖြစ်ပေမဲ့သူများတခါမှာတော့တကူလုံးဖြူးဖြူးဖြင်းဖြင်းနဲ့ဖြစ်နေရသည်ရုံး၍လည်းမရလှုပ်လည်းမလှုပ်နိုင်တော့ကြောင့်မျက်နှာတွေထူပူလာသဖြင့်သူ့ကိုမကြည့်ဝံပဲရှေးသို့လှမ်းကြည့်နေမိရာကိုမောင်တို့အပေါ်သို့အဆောက်အုံကြီးပြိုကျလာခဲ့သည်မိုးတိမ်တွေလိုအလိမ့်လိမ့်ထလာတဲ့အင်္ဂလိပ်မှုန်တွေထဲမှာကိုမောင်တယောက်ပျောက်ကွယ်သွားပါလေပြီအထိတ်တလန့်နဲ့စူးစူးဝါးဝါတန်ကုန်အွန်လိုင်းမိစဉ်မှာသူကအတင်းပွေလဲလိုက်ပါသည်ရုတ်တရက်မို့ခြေကားရလက်ကားရနဲ့ပလက်လေးလန့်ကျသွားရသည့်အခါအပေါ်မှသူ့ကိုယ်ကြီးကဖိလျက်သားပါလာသည်နောက်ထပ်ဝုန်းဆိုသောအတန်ကြီးနဲ့အတူဖုံဖုံတိုင်းအတန်တွေကြားနေရစဉ်သူ့ကိုယ်ကြီးကတော့သူများကိုယ်လုံးပေါ်မှာဖိလိုက်ကြွလိုက်နဲ့ဖြစ်နေပါသည်တကူလုံးထူးထူးပူပူနဲ့ကြောက်လဲကြောက်စိတ်ကလည်းကျဉ်ကျက်နေရသည့်အထက်မိခိုးလုံးကြီးများထလာသလိုအင်္ဂရိမုံတွေထလာသဖြင့်အသက်ရှူကျက်ပြီးချောင်းဆိုးရသည်အဲ့ဒီအချိန်မှာအပေါ်ကခက်ကြွကြွလူချင်းကွာနေသောသူ့ကိုယ်လုံးကြီးကတဖြည်းဖြည်းပိလာပြန်သည်ရင်ချင်းအမိကြသည်ပေါင်ချင်းထပ်မိရသည်သူ့မျက်နှာကြီးကသူများမျက်နှာပေါ်ကမခွာတော့ပဲဖိထားပြန်သည်အမလီအသက်ရှူကျက်လိုက်တာဖဲ့ပါချောင်းဆိုးရင်ကအော်လိုက်တော့လေအပေါ်ကဟာကြီးကတုတ်တုံးမြမလုံးဘဲနဲ့လုံနေတာတော့ဖဲ့ပါဆိုမှမိုးတို့တရကြီးရဲ့ပြောဆူဆူနဲ့အတင်းရုံးကန်ထားလိုက်ရသည်အပေါ်ကဟာကြီးကြောင့်တော်တော်နဲ့ထားလို့မရစိတ်ပေါက်နဲ့အတင်းထိုးပြီးတော့ကုန်းထားလိုက်တော့အခါအပေါ်ကပိတ်ပြီးတော့ကာထားသလိုဖြစ်နေတဲ့အင်္ဂရိအပြားကြီးနဲ့တိုက်မိပြီးတော့ဖင်ထန်ရက်ပြန်ကျသွားရသည်ထားလို့မရမှန်းသိမှအိတ်ထဲကလက်ကင်ပွားကိုထုတ်ပြီးတော့မိခိုးကဲ့သို့မှောင်နေသောအင်္ဂရိမောင်များကိုခါရမ်းလျက်ကိုမော့သို့ရောက်လာသည့်ငါးတွေလိုအသက်ရှူခြင်းကိုပင်ဂယုစိုက်နေရပြန်သည်အတန်လေးကြာမှဒီကရောက်နေသောတိုင်ကြီးပပတ်လဲမှာအပေါ်ထမှအခင်းဖြစ်သောတမန်တလင်းပြားကြီးများကဝိုင်းကာ၍ထောင်နေသည်ကိုသိရသည်တန်ရမကြီးတစ်ခုကလည်းတိုင်ကြီးဘက်ကိုမိတင်လျက်တဲတဲလေးထောင်နေသည်ကိုတွေ့ရပြန်သည်ပြုတ်များကြနေမလားဟုတွေးရင်းနဲ့အားကိုးရကိုရှာလိုက်မိပြန်သည်တိုင်ချီရင်းတွင်ကလျက်အထိတ်တလန့်ဖြစ်နေကြသူအားလုံးတို့ကလည်းသူများလိုပင်အသက်ရှူခြင်းကိုဂယုစိုက်နေရသူများဖြစ်ကြောင်းတွေ့ရပြန်သည်ဒီတော့မှသူ့ကိုလှည့်ကြည့်မိသည်သူခါပေါ်တွင်အတော်ကြီးလေးသောအင်္ဂရိတုံးကြီးတစ်ခုပြိနေရှာသည်သူ့ချိုဆောင်ကသွေးများရဲရဲကျနေရသည်ဒီတန်ရာများသည်သူများကိုထိမိတန်ရာများဖြစ်သည်အခုသူကဒီတန်ရာတွေကိုကိုစားခံသွားတယ်လေ
အဲ့ဒီတော့ကပဲသူ့ကိုတနာလိုက်ပူသည်ကြည်ရင်နဲ့မျက်ရည်ပင်ဝိုင်းခဲ့ရသည်အဲ့ဒီနောက်ဆေးရုံကိုသွားပြီးတော့ကျေးဇူးတင်စကားပြောမိတော့သူကဖောက်ပြောပါသည်ဒါမင်းကျေးဇူးတင်ဖို့လုပ်တာမဟုတ်ဘူးငါဟာငါယောက်ျားတစ်ယောက်အနေနဲ့ကိုတောင်ဝန်ကိုထမ်းဆောင်တာပဲမင်းနေရာမှာအခြားမိန်းကလေးတစ်ယောက်ရှိနေလေငါဒီလိုပဲလုပ်မှာပဲတခုတော့ရှိတယ်ငါမင်းကိုစကားတစ်ခုပြောစရာရှိနေတယ်တကယ်လို့မင်းနေရာမှာအခြားမိန်းကလေးတစ်ယောက်သာဆိုရင်ဒီစကားကိုပြောဖို့လိုချင်မှလိုမယ်အခုတော့မင်းကိုပြောဖို့လိုနေတယ်အဲ့ဒါကတခြားမဟုတ်ဘူးငါဆေးရုံရောက်လာပြီးနောက်တစ်နေ့မှတတိရလာတော့ငါဘာလို့ဆေးရုံရောက်နေတာပါလဲဆိုတဲ့အကြောင်းကိုမနေ့ကိုပြန်တွေးယူရတယ်အဲ့ဒီလိုတွေးယူတော့ဘာကြောင့်ဆေးရုံရောက်လာတယ်ဆိုတဲ့အကြောင်းကတဖြည်းဖြည်းစိတ်ထဲမှာပေါ်လာတယ်ပထမငါရင်ထဲမှာတွေးလာရတယ်ဒုတိယငါမင်းကိုကြိုက်လာရတယ်အဲ့ဒါကြောင့်ငါဆေးရုံကဆင်းရင်တော့မင်းကိုချီရေးဆိုရမှာပဲကြည်စမ်းဘလောက်ရိုင်းဆိုင်တဲ့လူကြီးလဲလို့လူမမာတဲ့တော့ဒီလိုစကားလုံးအရှိကြီးကိုအတန်တက်တက်နဲ့ရက်ပြီးတော့ခက်ဖြည်းဖြည်းစွန့်အောင်ပြောနေရလေသူများကတော့ဘာများပြောမလဲလို့နားဆွင့်ပြီးတော့ကယူးဆိုင်ပြီးတော့စွန့်အောင်နားထောင်နေခဲ့တာပြီးတော့မှဘာလို့များအဆအစွန်းကိုကယူးတဆိုင်နဲ့နားထောင်နေမိပြန်ပါလေလို့ကိုမကြင်မချမ်းဖြစ်ရပြန်တယ်သူကတော့ပြောချင်တာတွေပြောပြီးရင်အေးဆေးပဲနေတဲ့တိမ်မှာလူရွာတွင်သူတယောက်ပဲရှိသည်ထင်ရသည်သူများကပူတက်တွေးတဲ့သူမို့ဘာပဲဖြစ်မိုးမဆုံးမြေမဆုံးပူရပြန်သည်အခုလည်းကြည့်လေသူ့မှာတော့တိုးနေအောင်နှစ်ချိုက်အိပ်ပျော်နေတယ်ဟောင်များပင်ဟောင်နေပါသေးသည်အဲ့ဒါမျိုးကြောင့်သူ့ကိုစိတ်ဆိုးနေရသည်အဲ့ဒီတုန်းကလည်းသူ့ကိုတော်တော်ပဲစိတ်ဆိုးခဲ့မိသည်တကူလုံးထူထူပူပူနဲ့ရှိုးရိုးရှန်တန်ရှိခဲ့သည်မို့သူ့ကိုနှောက်မဆက်ပဲနဲ့ခြာကနေလှည့်ပြန်ခဲ့သည်တကားဝအထွက်ရောက်မှဘာလို့မှမသိသူ့ကိုပြန်ကြည့်ရသေးသည်သူကတော့ဘာမှမပြောလိုက်သလိုအေးဆေးပဲရှိနေပြန်သည်ဒါကိုတွေးရတော့လေဒီလိုလှက်ကြည့်မိရပါမို့လားလို့ကိုစိတ်ဆိုးရသေးသည်သူဆေးရုံကဆင်းပြီးတဲ့နောက်ဘယ်တော့မှလာပြီးတော့ချီရေးဆိုမလဲလို့တထိတ်နဲ့စောင့်မျှော်နေရပြန်သည်ဒီလိုများချီရေးဆိုလာရင်ရှင့်ကိုမုန်းတယ်တိတ်မုန်းတယ်မချစ်ဘူးလို့ပြောလိုက်ဖို့လို့အမြဲအားတင်းနေရသည်သူကဘာမှမပြောတော့လဲမိနေသေးပြီလားဟုသူရှိမှဟန်လှုပ်ပြရသည်မှာအမောပဲဖြစ်သည်ရေစရာကောင်းလာသေးသည်နောက်ဆုံးသူချစ်ရေးဆိုပြန်တော့လေချစ်ချင်ပါဘူးဟုပြောနေပေမဲ့သူအနာကမခွာနိုင်သူရဲ့ရှာပါတွန့်တူယူရမှုကိုသာအသာငန်းဖြစ်ရပြန်သည်အခုသူနဲ့အချင်းလင်မယားတွေဖြစ်ပြန်တော့လေလူလေးတယောက်ရလာသည့်အထိသူ၏ယူရမှုကိုမခံခဲ့ရလူကောင်ကြီးတယောက်လုံးကိုသူ့စာအုပ်တွေလောက်မှအယောဝင်ပေါ်မရထို့ကြောင့်လူလေးကိုချစ်ပေမဲ့သူ့ကိုတော့မုန်းလာသည်သူနဲ့ဝေးရတို့သာပြေးလိုက်ခြင်းသည်တွေးရင်နဲ့မှန်ပရင်ပေါက်ကိုဖွင့်ပြီးတော့ကောင်းကင်ဝါကိုမျှော်ကြည့်မိသည်အခုနေကိုမောင်တယောက်တော့ဟိုးခဝေးမှမြင်နေရတဲ့နှကငွေတန်းကြီးမှာတယောက်တည်းခရီးသွားနေမလားကိုမောင်ကယူရတတ်သည်နားဝတွင်အာငွေ့နွေးလေးနဲ့ထိလာအောင်တွတ်တီတွတ်တာနဲ့စကားပြောတတ်သည်သူကတော့တခါမှအဲ့ဒီလိုမပြောဘူးကဲထို့ကြောင့်မယ်မှုံရီဝင်နေတဲ့နှကငွေတန်းကြီးကိုကြည့်ကကိုမန့်ကိုတန်းတရသည်မျက်ရည်တွေဖုံးလာသဖြင့်နှကငွေတန်းကြီးကိုကြည့်လို့မမြင်တော့အခါတကားပန်းကိုမှီပြီးတော့ဝမ်းထဲကအဆွေးတွေကိုကုံအောင်ရှိုက်ထုတ်ပြနေသည်အဲ့ဒီအချိန်မှာကြောက်ခနဲ့မြည်ပြီးတော့မီးပွင့်လာသည်အရှိန်သက်၍မရတိုင်းရှိုက်နေပြီးတော့သူများကိုအတော်ကြာအောင်မျက်မှောင်ကုပ်ပြီးတော့ကြည်နေပြန်သည်ထို့နောက်မှာသူမျက်နှာတွင်ပြုံးရောင်တန်းကအနားသို့ရောက်လာသည်ဟဲ့အယူမအလကတိတ်နေဘာဖြစ်လို့ငိုနေတယ်ဆိုတာငါသိတယ်ဒါနဲ့ပဲအလကားအေးမိပြီးတော့နေမကောင်းထိုင်မသာဖြစ်နေအောင်မယ်အခုလိုအေးရရသေးဆိုတာခြေထောက်ထဲမှာနွေးထွေးနဲ့နေမှာပေါ့နားဝမှာအာငွေ့နွေးလေးနဲ့ထိလာအောင်အေးရဲဝလေးတန်းနဲ့ညင်တသာပြောနေပါသည်အဲ့ဒီလိုပြောကမှပို့ပြီးတော့ဝမ်းနဲ့လာပြီးတော့ငိုချင်လာရသည်ထို့ကြောင့်ပင်ပို၍လည်းငိုပြစ်လိုက်ခြင်းသည်ငို၍လည်းအရသာရှိလွန်းလာသည်ကောင်မလေးတယောက်ရှက်လည်းမရှက်ဘူးငိုးနေတယ်တော်ကြာလူလေးနိုးလာရင်မိမိကရှက်လဲရှက်ဘူးဟေ့ရဲ့လို့
ငွေရနဲ့ယူထိုးနေပါအောင်မယ်တိတ်တိတ်သူ့လက်ကြီးကသူများမျက်ရည်ကိုလာတုပ်ပေးနေသည်ဒါကြောင့်မုံနဲ့ပဲသူ့လက်ကြီးကိုပုတ်ပစ်လိုက်သည်သူကခါးကိုဖတ်ပြီးတော့အသာတွဲခေါ်သွားရင်မီးကလုတ်ကိုလှမ်း၍ပြန်ပိတ်လိုက်သည်အဲကန်ထဲမှာမှောင်မြဲမှောင်သွားပြန်သည်မင်းကိုစိတ်ကောက်နေရဲ့မဟုတ်လားယင်ယောက်ျားဆိုတာကိုမယားကိုမချစ်ပဲနေပါမလားသူကပြပြောဆူဆူနဲ့နှစ်ဖူးလေးကိုငုံ၍မှွေးလိုက်ပါသည်တော်ပါသူများကတော့သူ့ကိုဂယုဆက်လိုက်ရတာသူကတော့ဘယ်တော့မှသူများကိုဂယုမဆိုင်ဘူးပါဇက်ကသာစောင်းကြီးအောင်ကြီးပြောနေရသည်လက်ကတော့သူ့လက်ပင်ကိုတအားကြီးဖတ်ထားနေမိသည်တကယ်ဆိုတော့ကိုသွားချင်တဲ့ကြဲဖိတ်မှန်ကိုဒီလူကြီးနဲ့ပဲသွားရမှာလေခေစာရေးသူရန်ကုန်ပတ်ဆွေရဲ့လင်းငယ်နေလိုက်ချင်စမ်းပါပြီဆိုတဲ့ဝတ္ထုတူလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဝတ္ထုလေးကိုနားဆင်ပြီးတော့စိတ်ကြည်နက်မှုတစ်ခုခုရရှိကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်စာအုပ်ဆက်ပေကောင်းများကိုနားဆင်ခြင်းနဲ့ဆိုရင်တော့ဒီ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်